အကြောင်းအရာတွေကတော့အမေရိကန်အစိုးရရဲ့မြန်မာနိုင်ငံအပေါ်သဘောထားပြောင်းလဲလာမလားမြန်မာနိုင်ငံနျူကလ িয়ার လက်နက်ထုတ်လုပ်ရေးအလားအလာအရခတ်တပ်တော်ရဲ့နိုင်ငံခြားဆက်ဆံရေးဤဗျူဟာစတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်အခုနောက်ဆုံးပြောပြလိုတာကတော့ strategic gamble the American Army Rakhine and India အရခတ်တပ်တော်ရခိုင်နဲ့အိန္ဒိယမဟာဗျူဟာကစားကွက်ဆိုတဲ့ခေါင်းစဉ်နဲ့ LSC block မှာရေးသားထားတဲ့သတ်မှတ်မှုဖြစ်ပါတယ်။ဆောင်းပါးရှင်ကတော့တင်ဆိုင်အောင်ဖြစ်ပါတယ်ဗျာ။အောင်မြင်မှုတွေရနေတဲ့ AA ဟာသူ့ထိန်ချုပ်မှုကိုချက်ထွင်ဖို့အတွက်ကျန်တဲ့နေရာတွေမှာအစီအမင်းတိုက်ခိုက်နေတယ်။2024အကုန်မှာစစ်တွေကြောက်ဖြူမန်းအောင်တို့ကလွယ်ပြီးတပြည်နယ်လုံးကိုသိမ်းပိုက်ထားပြီးဖြစ်တာမို့အိန္ဒိယလိုမြန်မာနိုင်ငံမှာမဟာဗျူဟာအကျိုးစီးပွားစိတ်ဝင်စားတဲ့နိုင်ငံအတွက်အရေးကြီးစဉ်းစားစရာတွေရှိလာတယ်။ဒါန်စီမံကိန်းအဆောက်အုံတွေရှိတဲ့ချင်းပြည်နယ်ပလက်ဝကိုသိမ်းထားတော့အိန္ဒိယအရှေ့မြောက်နယ်စပ်ဒေသပြည်နယ်တွေနဲ့ထိစပ်သွားတယ်။ဒီတော့အိန္ဒိယဟာဒီဒေသအကျိုးစီးပွားလုံခြုံရေးအတွက် AA နဲ့ထိတွေ့ဆက်ဆံသင့်သလား။ဒါဟာပထဝီနိုင်ငံရေးနဲ့စာနာမှုအတွက်ပိဆက်စရာနစ်နာစရာတွေဖြစ်လာလေမလားဆိုတာပြီးချက်နိုင်ကြအခြေအနေနဲ့ကြုံတွေ့လာရတယ်လို့ဆိုပါတယ်။တရုတ်ဖီအားကိုဆောင်လွှဲနိုင်ဖို့အတွက်စစ်ကောင်စီနဲ့နိုင်ငံရေးအရရှင်းဆက်လူကြောင့်ကြီးညာထားတယ်။ဒါဟာလည်းကြောက်ဖြူမှာရှိတဲ့တရုတ်အကျိုးစီးပွားကိုမထိခိုက်စေလိုဘူးဆိုတာနဲ့ရေတပ်အင်အားမရှိတဲ့ AA ဖို့မောင်ကျွန်းကိုသိမ့်ပယ်ရမလွယ်တာနောက်စစ်တွေကိုစစ်ကောင်စီဘုံကျဲဖျက်ဆီးသွားမှာကိုဟန်တာလူတာတွေပါဝင်နိုင်တယ်လို့ဆောင်းပါရှင်ကဆိုပါတယ်။ဒီလိုအပြည့်အရေးကန့်နှံ့တာဟာအရခအိမ်မက်အရလွတ်လပ်ရေးဒါမှမဟုတ်အနည်းဆုံး Confederate အဆင့်ကိုမျှော်မှန်းထားတဲ့ AA ဖို့မိမိတို့သိမ့်ပိုက်နေမြေမှာအုပ်ချုပ်ရေးခိုင်မာဖို့နဲ့ပြန်လည်ထူထောင်ရေးလုပ်လို့တဲ့သဘောလည်းဖြစ်နိုင်ပါတယ်။ဒီနေရာမှာအိန္ဒိယအနေနဲ့ AA နဲ့နိနိကကဆက်ဆံရေးရှိလာပြီးမဟာဗျူဟာသစ်တရလှုပ်လာနိုင်တယ်။တရုတ်ဟာ UWSA ဝတ်တပ်ဖွဲ့ထိန်းချုပ်တဲ့ဝဒေသကိုကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ်ဖက်ထုတ်ပြီးစစ်ကောင်စီနဲ့လည်းမဟာဗျူဟာမြောက်ဆက်ဆံနေသလိုမျိုးAA ကိုလည်းအိန္ဒိယကထိန်းချုပ်ပြီးတော့တရုတ်ရဲ့ထိုးဖောက်လာမှုကိုဟန်တာဖို့အသုံးပြုနိုင်တယ်။ဒီလိုလှုပ်ချင်းအဖြစ်AA ထိန်းချုပ်နေတဲ့ရခိုင်ကုန်သွယ်ရေးလမ်းကြောင်းကတစ်ဆင့်အိန္ဒိယစိတ်ဝင်စားတဲ့အရှေ့တောင်အာရှဒေသထိုးဖောက်ရေးဟာလွယ်ကူစေမှာလည်းဖြစ်ပါတယ်။အိန္ဒိယမှာအာဏာရ BJP ပါတီဟာဟိန္ဒူအမျိုးသားရေးဝါဒကိုကင်ဆွဲထားတဲ့အတွက်လည်းရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ပိုပြီးနိကပ်မှုရှိတယ်။ဒါပေမဲ့အိန္ဒိယဟာ AA နဲ့မိတ်ဘက်ဖြစ်သွားခြင်းအဖြစ်ရှိတ်ခါစီနာပြုတ်ပြီးနောက်ဆက်ဆံရေးအဖူအထစ်တွေရှိလာတဲ့ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယဆက်ဆံရေးဟာပိုပြီးတင်းမာလာနိုင်တယ်လို့လည်းဆိုပါတယ်။နောက်ပြီး AA ရဲ့ရိုဟင်ဂျာပြဿနာအပေါ်ယက်တီမှုကလည်းအခက်အခဲတစ်ခုဖြစ်ပြီးအိန္ဒိယအစိုးရရဲ့နိုင်ငံတကာပုံရိပ်ကိုထိခိုက်စေနိုင်ပါတယ်။ဒီအခြေအနေမျိုးမှာအိန္ဒိယအနေနဲ့ AA နဲ့ထိတွေ့ဆက်ဆံမှုဟာအရေးဆွရမယ့်အခြေအနေဖြစ်နေတယ်လို့တစ်ဖက်မှာလည်းအကျိုးအမြတ်များမဲ့ဗျူဟာတရားလည်းဖြစ်တယ်လို့ဆောင်းပါရှင်ကသုံးသပ်ထားပါတယ်ခင်ဗျာ။ကျွန်တော်အခုတင်ပြခဲ့တာတွေဟာနိုင်ငံတကာမီဒီယာတွေမှာကျွမ်းကျင်သူတွေကဝေဖန်သုံးသပ်ထားတဲ့သုံးသပ်ချက်တွေပဲဖြစ်ပါတယ်ခင်ဗျာ။ခုဒီပါတခါတစ်ပဲဖြစ်ပါတယ်။နောက်တော့မှဘယ်လိုများသုံးသပ်လာကြအောင်လဲဆိုတာကျွန်တော်စောင့်မျှော်လိုက်ကြပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။